အရင်ဆုံးအိုးအပူပေးပါမယ်အိုးပူလာရင်စီထည့်မယ်စီပူလာရင်ကျွတ်တော်နီလေးတွေထည့်ပြီးတော့တမသွားအောင်ဟိုဘက်ဒီဘက်မှွေပေးပါမယ်ကျွတ်တော်နီလေးတွေနည်းနည်းနွမ်းသွားရင်ကျွတ်တော်ဖြူလေးထည့်ပြီးတော့စီတက်ပါမယ်ကျွတ်တော်အဖြူနီလေးတွေရောင်ပြောင်းသွားရင်တော့စနွေးမုံလေးနည်းနည်းထည့်ပြီးတော့မှွေပေးပါမယ်ပြီးရင်အရောင်တင်လေးနည်းနည်းထည့်ပြီးတော့ဆက်လက်ပြီးတော့မှွေပေးပါမယ်ကဲစီတက်တာလေးတွေလည်းမှွေးလာပြီဆိုတော့အစင်းနဲ့လီးထားတဲ့ခင်းကျင်ဒီလေးတွေထည့်ပါမယ်ခင်းကျင်ဒီနဲ့အတူစိမ့်သားငပိရီးပူတီလောက်ထည့်ပြီးတော့ဟိုဘက်ဒီဘက်တမတောင်အောင်မှွေပေးပါမယ်ပြီးရင်တော့ခင်းကျင်ဒီလေးတွေလိတ်သွားအောင်နဲ့ငပိစိမ့်အနံလေးပျောက်သွားအောင်လို့အဖုံးလေးဖုံးထားမယ်နော်ကဲ2မိနစ်3မိနစ်ကြာရင်တော့သူတို့ကိုပြန်ပြီးတော့မှွေပေးပါမယ်ဟိုမကတ်သွားအောင်နဲ့တမသွားအောင်ပါနော်ခင်းကျင်ဒီလေးတွေအထိုင်လျောက်ဤပြီးတော့ငပိစိမ့်လေးအနံပြောက်လာတဲ့ခါကျတော့ပစုံကြောင့်အမုံနှစ်စွန်းစာထည့်ပြီးတော့မှွေပေးပါမယ်ကဲပြီးရင်တော့အစင်သေးလှလှပပလီးထားတဲ့ကျဟင်းကားဒီလေးတွေထည့်ပါမယ်နော်စားနည်းနည်းအချုံမုံနည်းနည်းထည့်ပြီးတော့သူတို့ကိုတမအောင်မှွေပေးနေပါမယ်ကဲမှွေလို့တမသွားရင်တော့ကျင်းငါးသည့်စိတ်နဲ့လေးပျောက်သွားအောင်အဖုံးလေးဖုံးထားပါမယ်နော်2မိနစ်3မိနစ်ကြာရင်တခါပြန်ပြီးတော့အိုးမကတ်သွားအောင်မှွေပေးမယ်နော်နောက်ဆုံးကိုယ်စိတ်ကြိုက်နေထားမရမချင်းကြားထဲမှာမကြာခဏမှွေပေးရပါမယ်ကဲနောက်ဆုံးမှာတော့ကိုယ်စိတ်ကြိုက်နေထားကျင်းငါးသည့်ကြော်လေးတစ်ခွက်ရပါပြီလိုက်ကြော်စားကြည့်ကြနော်အဆင်ပြေပါစေ